Hello အော်ဆိုလာဆိုင် Grace Daddy လာပါပြီခုဆိုရင်တော့ဦးရကနေဟင်းကိုစုံကြည့်နေခလိုက်တဲ့အခါမှာတွေ့ရတော့ခရမ်းဒီရဲ့ငရုတ်တီဖက်ရဲ့ကျန်တာတော့ဘာလဲမသိဘူးခင်ဗျာဟင်းချက်ပြီးဆိုရင်တော့ဂျင်းတို့ချက်သွန်ကျူးတို့ချက်သွန်ကြီးတို့လီရဲတို့ဘာတို့ပေါ့ဗျာဒေချာကိုလီနေပါတယ်ထောင်းမယ်လို့ထင်တာထောင်းမှာမဟုတ်ခင်ဗျာကျိတ်ဆဲနဲ့ထည့်ပြီးတော့ကျိတ်ပါပါတက်တာတော့ထောင်းရတာဒီတေချာထောင်းမယ်ဆိုရင်ညထောင်းမယ်ဆိုရင်တော့ပို့ပြီးတော့ဟင်းအနေအရသာကိုရှိပါတယ်ကျိတ်တာထက်ဆိုင်ထောင်းတာပိုကောင်းပါတယ်ကျွန်တော်ကတော့အချိန်မရလို့ကျိတ်လိုက်တာပါခရမ်းဒီကတော့လူသွားပါတယ်အမှန်ဆိုတော့ခရမ်းဒီမနုမရင်ရပို့ပြီးတော့မှစားကောင်းပါတယ်အားရင်လည်းစားမကောင်းပါဘူးခုနဘာမှမသိတဲ့ဟာကြက်အမြင့်ဖြစ်နေတာကိုကြက်အမြင့်ကိုကျွန်တော်ကတော့ဒီစားနဲ့ရှာလကာရည်နဲ့ရေနဲ့ထည့်ပြီးတော့မှတေချာအရင်နဲ့ပြောင်းချိလိုက်ပါတယ်အချွဲတွေလည်းပျောက်ပါတယ်ပြီးရင်တော့ညက်ပတ်တဲ့ရေလေးတွေချွဲတဲ့ရေတွေထုတ်ပြီးတော့မှရေလေးဖြောလိုက်ပါတယ်ရေလေးဖြောလိုက်ရင်တော့အနက်လေးမွေးသလိုပါပဲပြီးရင်တော့အနေတော့တုံးလေးကိုတုံးကြီးဆိတ်ရှိရှိနဲ့ဒီပေးပါဒီမှာတော့စစ်မရှိလို့ရေးထုတ်လိုက်ပါတယ်ကဲစားချက်ပြီးဆိုရင်တော့ထုံးစံတိုင်းစီဘူးရဲ့စလွန်းထက်ခြေရတဲ့အားထက်နည်းနည်းပပလေးပုံမူဒီမျိုးပေါ့အရောင်လေးကဝါတတာလေးဆိုတော့ကြီးကောင်းတာအရောင်လေးလာထပ်ပြီးတော့အရောင်ထဲမှာထပ်ထည့်တော့ထပ်မှုတော့ပုံမူဒီမျိုးအရောင်လေးကလာတာအဆက်လေးလည်းစားချင်တယ်မျိုးဒီထက်ကြီးကောင်းပြီပြီးမှပဲကျွန်တော်လည်းချက်အမျိုးထပ်ပြီးလုံးရေမထည့်သေးဘူးခင်ဗျာဒီချာလေးမွေးပေးမယ်ပြီးရင်တော့မှငန်းပြားရည်နဲ့မဆလာထည့်ပြီးတော့ငါထပ်မွေးမယ်ဒီချာလေးနှမ်းစားအောင်မွေးမယ်အနံ့လည်းမွေးလာပြီနည်းနည်းကြက်လာပြီဆိုတော့ကျွန်တော်တို့ရေထည့်ပြီးတော့မှအဖုံးအုပ်ပြီးတော့မှတည်ထားလိုက်မယ်ရေဆူပြီးတော့နည်းနည်းလေးခန့်လာပြီဆိုတော့ကျွန်တော်တို့စားထည့်မယ်ပြီးရင်တော့မှဘယ်ငန်းပြားရည်အချီထည့်မယ်ပြီးရင်တော့ငန်းပြားရည်နည်းနည်းလေးထပ်ထည့်မယ်ခင်ဗျာကျွန်တော်ချက်တဲ့ဟင်းတိုင်းမှာအချုံမကိုလုံးဝထည့်ခြင်းမရှိပါဘူးဒီချာမွေပြီးဖုံးအုပ်ပြီးထပ်တည်ထားလိုက်မယ်အရေးလေးခါလာပြီးဆိုရင်တော့ခုနအလီထားတဲ့ခရမ်းဒီကိုထည့်ပြီးတော့ဒီချာနာဆာအောင်ခရမ်းဒီအသားတွေကိုအရသာလေးစိတ်ဝင်အောင်ဒီချာနေမယ်ပြီးရင်တော့ရေနွေးထည့်ပြီးတော့မှလူအောင်တည်မယ်နောက်ဆုံးမှာမဆလာကိုထည့်ပြီးတော့မှအဖုံးအုပ်ပြီးတော့မှနူးတဲ့အထိရေနဲ့ခန့်လာတဲ့အထိတည်ထားလိုက်မယ်။ကဲခုဆိုရင်တော့ခရမ်းဒီချက်အမြင့်မဆလာချက်လေးရပါပြီ။နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြရအောင်နော်။ See you